Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဖြိုးကမတုတ်စာဖြစ်တာကြပြီဖြစ်တဲ့နန်းကြီးတုတ်လေးကိုမှအိမ်မှာအဝတုတ်စာဖြစ်တာနဲ့တုတ်နီလေးကိုပြန်လည်ညှဝေပေးလိုက်ပါတယ်ဒီနေ့လေးကတော့ဖြိုးအရင်ကအိမ်မှာအမြဲတုတ်စာဖြစ်တဲ့နီလေးပဲဖြစ်ပါတယ်ရှင်လွယ်ကူပြီးတော့အရင်လဲစားလို့ကောင်းပါတယ်ပထမဆုံးဖြိုးတို့နန်းကြီးတုတ်မှာပါတယ်ချက်သားဟင်းလေးချက်ပေးရန်အတွက်ပေါ့နော်ချက်သားကိုအရင်ပြုတ်ပေးလိုက်ပါမယ်ချက်သားကိုတော့ဖြိုးကချက်ရည်အောင်သားတစ်ခုနဲ့ချက်ပေါင်တစ်ခုကိုတုံးထားပါတယ်ရှင်ပြီးရနဲ့ဓာပြရိုက်ပြီးတော့နုံနုံစင်ထားတဲ့ချက်တုတ်ဖြူသုံးမှောက်ထည့်ပြီးတော့ရတာအတွက်ကသားမုံနှင်းငယ်ပဲငှက်ပြည့်အကြီးနှင်းငယ်နဲ့စနေမုံလေးနှင်းငယ်ကိုထည့်ပြီးတော့ချက်သားနဲ့စိတ်ဝင်သွားအောင်ပေါ့နော်အသားထဲကိုစိတ်ဝင်သွားအောင်အခုလိုမျိုးလေးနယ်ပေးလိုက်ပါတယ်ဒီနေရာမှာကိုကဟင်းချိုရည်ဖြစ်တောက်မယ်ဆိုလို့ရှိရင်စနေမုံကိုမထည့်လိုက်ရပါတယ်နော်ကဲပြီးရင်တော့ရေကိုချက်သားမြတ်တိထည့်ပြီးလို့ရှိရင်တော့ဖုံးလေးအုပ်ပြီးတော့ချက်သားလေးတွေကြက်လာတဲ့အထိပေါ့နော်နာရီဝက်လောက်ပြုတ်ထားပေးလိုက်ပါမယ်ချက်သားပြုတ်ထားရင်လည်းဖြိုးပါပလှီထားတဲ့ချက်တုံနဲ့နှလုံးစာနဲ့ချက်တုံဖြူ3မှစာလောက်ကိုညှက်သွားတဲ့အထိထောင်းထားပေးလိုက်ပါတယ်။နန်းကြီးတုတ်ကဒီထိုင်းမှဆိုလို့ရှိရင်ဝယ်စားဖို့မလွယ်ဘူးပေါ့နော်။ဖြိုးကတော့နန်းကြီးတုတ်စားချင်တဲ့ချိန်ဆိုလို့ရှိရင်အခုလိုမျိုးလေးဖြစ်စီလေးတွေစုပြီးပေါ့နော်။ကိုယ်တိုင်ပဲအိမ်မှာအဝါလောက်စားဖြစ်ပါတယ်။ဖြိုးတို့နေတဲ့နားမှာဆိုလို့ရှိရင်လည်းညီမဆိုင်တွေရှားသလိုနန်းကြီးတုတ်လည်းတိတ်မရောင်းကြဘူးပေါ့နော်။ကဲဖြိုးတို့ထောင်းထားတဲ့ချက်တုံနဲ့ချက်တုံဖြူကညှက်သွားပြီဆိုအဲ့တွေ့ရဖြိုးကမြုပ်သီးစိတ်မှုတ်ကိုပေါ့နော်။ဓမင်းစားဆုံးရဲ့တဝက်စာလောက်ကိုထည့်ပြီးတော့ညှက်သွားအောင်ထောင်းထားပေးလိုက်ပါတယ်ရှင်ရောပြီးတော့ငှုပ်သီးနှစ်နဲ့လည်းရပြီဆိုလို့ရှိရင်တော့ပြုတ်ထားတဲ့ချက်သားအိုးလေးကိုလာကြည့်ပေးလိုက်ပါမယ်ချက်သားလည်းချက်ပြီဆိုလို့ရှိရင်ဖြူတို့သူ့ကိုပြင်ထုတ်မယ်ပြီးရင်တော့ခဏလောက်အေးခံပြီးလို့ရှိရင်တော့အသားလေးတွေကိုအခုလိုမျိုးလေးဆိတ်ဆွပေးထားလိုက်ပါမယ်နော်ဒီမှာဆိုလို့ရှိရင်တော့ချက်ရအောင်တစ်ခုနဲ့ချက်ပေါင်တစ်ခုစားပေါ့နော်ပြန်ကြော်လိုက်တဲ့ချိန်မှာဆိုလို့ရှိရင်လည်းချက်သားအနှစ်အများရပါတယ်ရှင်ကဲပြီးရင်တော့ဖြူတို့နန်းကြီးမုတ်ဖက်လေးပြုတ်ပေးရန်အတွက်ပပွက်ဆူတဲ့အိုးထဲကိုနန်းကြီးမုတ်ဖက်တစ်ထုပ်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်ဒီတစ်ထုပ်မှာဆိုလို့ရှိရင်တော့400 gram ပါတယ်ပေါ့နော်ဒီမုတ်ဖက်ကတော့ထိုင်းမှာဆိုလို့ရှိရင်လိုတက်တွေပါတယ်မှာရောင်းပါတယ်နော်ပြီးတော့လိုက်ဘက်မှာလည်းမှာဝယ်လို့ရပါတယ်ရှင်နန်းကြီးမုတ်ဖက်ကိုတော့ဖြိုနူးသွားတဲ့အထိပေါ့နော်10မိနစ်လောက်ပြုတ်ထားပေးလိုက်ပါတယ်ပြုတ်ထားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအခုလိုမျိုးလေးမကြာခဏမှုဖို့လိုပါတယ်နော်မဟုတ်ရင်ကိုကတ်တက်ပါတယ်ရှင်ပြီးရင်တော့အခုလိုမျိုးလေးကြိုက်ဆန်းကြည့်လိုက်လို့မဖက်ကနူးနေပြီဆိုလို့ရှိရင်တော့ရေအေးနဲ့2ရေ3ရေလောက်ဆေးချပြီးတော့ရေစစ်ပေးထားလိုက်ပါမယ်။ကဲပြီးရင်တော့နောက်ဆုံးအဆင့်အနေနဲ့ဖြူတို့ချက်သားကြော်လေးလာကြော်ပေးလိုက်ပါမယ်နော်။ချက်သားဟင်းပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ပထမဆုံးဖြူတို့အိုးထဲကိုစီထည့်မယ်။စီပြီးတော့ဖြူကပုံမှန်ထည့်ပို့ပြီးတော့ထည့်ထားပါတယ်နော်။နန်းချီတုတ်တဲ့ချိန်မှာဖြူကစီနေစီချက်တွေပါရမြောက်တာဖြစ်တဲ့အတွက်ဒီချက်သားဟင်းမှာပဲစီကိုပို့ထည့်ထားပါတယ်ရှင်။ပြီးရင်တော့စနေမော်လေးနည်းငယ်ထည့်ပြီးတော့ထောင်းထားတဲ့ငှုပ်သီးနှစ်လေးကိုထည့်ပြီးတော့အနက်လေးမွေးလာတဲ့အထိခဏလောက်စစ်သက်ပေးလိုက်ပါမယ်နော်ကဲပြည့်ရဲ့စစ်သက်လေးကအနက်လေးမွေးလာပြီဆိုလို့ရှိရင်တော့ပြုတ်ပြီးတော့ဆိတ်ဆွထားတဲ့ချက်သားကိုထည့်ပြီးတော့လုံထားပေးလိုက်ပါမယ်ခဏလောက်သမသွားအောင်ပေါ့နော်လုံထားပေးလိုက်ပါမယ်ရှင်နန်းကြီးတုတ်နီလေးကအဆင့်တွေများတယ်ဆိုရင်လည်းတခါတလေတုတ်စားရင်တော့တော်တော်လေးကိုစားလို့ကောင်းတယ်ပေါ့နော်လောက်ရတာနည်းနည်းအလောက်ရှုပ်ပြီးမယ်တခါတလေဆိုလို့ရှိရင်တော့အရန်ကိုကြိုက်ပါတယ်လောက်စားရတာရတာလည်းကောင်းတယ်ပေါ့နော်ပြီးတော့အများကြီးလည်းရပါတယ်ကဲဖြူတို့လုံထားလိုက်တာသမသွားပြီဆိုလို့ရှိရင်တော့သူတွေကိုညံပြရည်နှင်းငယ်အသားမှုန်နှင်းငယ်ပြီးတော့စားလေးနှင်းငယ်နဲ့တကြားလေးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာတကြားကတော့မကြိုက်ရင်မထည့်လိုက်ရပါတယ်နော်ပြီးရင်တော့ရတာနဲ့တမသွားအောင်ဖြူတို့ပြန်ပြီးတော့မှွေထားပေးလိုက်ပါမယ်ဒီချက်သားတော့ဖြူကလုံးဝစီလေးပြန်ပြီးတော့အသားလေးတွေခြောက်လာတဲ့အထိကြော်ပါပေးလိုက်ပါရှင်ဒီနေရာမှာဖြူလူကြီးမထည့်ဘူးပေါ့နော်ရေကိုလုံးဝမထည့်ပဲနဲ့ဒီတိုင်းလေးပဲကြော်ပါပေးလိုက်ပါတယ်ကဲဖြူတို့ကြော်သွားလိုက်တာအခုလိုမျိုးလေးချက်သားရဲ့အသားလေးတွေကခြောက်ပြီးတော့စီလေးပြန်လာပြီဆိုလို့ရှိရင်တော့ရပါပြီနော်ကဲအားလုံးလည်းအစစ်အသစ်ဖြစ်နေပြီဆိုလို့ရှိရင်ဖြူတို့စပြီးတော့တုပ်ပေးရန်အတွက်သုံးမဲ့ခွက်ထဲကိုခဏပြုတ်ပြီးတော့ရေစီပြီးရေစစ်ထားတဲ့နန်းချင်းမုတ်ဖက်လေးကိုထည့်ပေးလိုက်မယ်ပြီးရင်တော့ငှုပ်သီးချက်မှုတ်ကိုအဆက်စားနဲ့တလောက်ထည့်ပြီးလို့ရှိရင်တော့ဘဲအချက်မှုတ်နေငယ်ပြီးတော့ပလေးထားတဲ့ချက်သွန်လေးအနှဲငယ်နဲ့နန်းနန်းပြီးအနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးကြမှာတပ်ပြားသေးလေးတစ်စိမ့်စာနဲ့ဒီချက်ထားတဲ့ချက်သားဟင်းလေးကိုထည့်ပေးတာနဲ့မထွားအောင်ပေါ့နော်ညှက်ထားပေးလိုက်ပါတယ်ရှင်အားလုံးကိုနှက်သွားအောင်ပေါ့နော်အားရပါရလေးတုတ်သွားပေးလိုက်ပါမယ်နော်ဒီအတုတ်လေးကတော့ဖြိုမနေရတုတ်စားဖြစ်တာလေးပေါ့နော်အခုအတန်သွင်းနေတော့ပြန်ပြီးတော့စားချင်လာပါတယ်အရန်စားလို့ကောင်းတယ်ပေါ့နော်တခါတလေတုတ်စားရင်ကဲဖြိုးတို့နယ်သွားလိုက်တာသမသွားပြီဆိုလို့ရှိရင်တော့ရတာပေါငံကိုမြည်ပေးလိုက်ပါမယ်နော်ဒီနေရာမှာပေါငံကိုစိတ်ကြိုက်ဖြည့်ပေးနေပါရဲ့ရှင်ဖြိုးရတော့သူတွေကိုတံမြန်သီးလေးတစ်စိမ့်နဲ့ငံပြားလေးနှဲငယ်ကိုထပ်ထပ်ပေးထားပါတယ်ကဲပြီးတော့နှက်သွားအောင်ပေါ့နော်နာနာလေးပြန်ပြီးတော့တုတ်ထားပေးလိုက်ပါမယ်ရတာလေးစိတ်ဝင်သွားအောင်ပေါ့နော်
ကြရတာလည်းဆင်ပြေပြီးတော့လုံးဝလည်းနှက်နေပြီဆိုလို့ရှိရင်တော့ရပါပြီရှင်ဒီနေ့ဟာဆိုလို့ရှိရင်တော့အရင်ကစားလို့ကောင်းတယ်ဖြူတို့ရဲ့နန်းကြီးတုပ်မှုမှုလေးကတော့စားဖို့စိတ်သက်ဖြစ်နေပါပြီရှင်ကိုယ်အိမ်မှာတောက်စားရတော့အဝလည်းစားရတယ်ပေါ့နော်လုံနေလေးကလည်းလွယ်ကူပြီးတော့စားလို့လည်းကောင်းတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမှလို့မျှော်လင့်ပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဒါဆိုဖြူရတဲ့ဗီဒီယိုတစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်